ပို့ပြီးတော့မှလာအောင်ရှာကြံပြီးတော့မှလုပ်မယ်ပေါ့နော်ရှာကြံပြီးတော့မှ ဆရာသမီးရဲ့မျက်နှာကိုဆရာဒေါက်တာအေကိုအပ်ပါမယ် ဆိုတော့နည်းနည်းလေးပေါ့ရေးချောင်းလေးနည်းနည်းလေးအတွက်ကိုတော့လေးကိုတောက်တင်နည်းနည်းလေးထုတ်ပေးမယ်ပြီးတော့တချို့နေရာလေးဆို filler လိုရဆိုလို့ရှိရင် filler နည်းနည်းလာလေးပေါ့နော်ဒါကလေးဖြစ်မယ်ဒီကျန်တာတော့အသားရည်လေးပို့မှချစ်လေးလေးဖြစ်သွားအောင်ကျွန်တော်ဆရာတို့ရှိမှဒီ high pass ပေါ့လေးနဲ့ဟိုတစ်ခါခါလောက်ပြီးဟာပေါ့နော်ဆိုတော့ခါကျတော့တော့ကြောက်တာကိုရေပြအောက်ထင်မှရှင်းကြောက်တာလည်းပဲတော့ပြန်ပြီးတော့မှတက်အောင်တင်အောင်လုပ်ပါဒီခါကျတော့ဒီမှာပါတယ်ဒီ frequency RF ပေါ့နော်ဒါကလည်းအသားရည်ကိုကြည့်ကြည့်လေးနည်းနည်းလေးပေါ့လို့ ဟဲ့ high pass ကရတိလားခဏလေးက glow လာနော်ဆရာနော်တင်းပြီး glow ပြီးတော့လေဒီလိုက်တော့အားမို့လေးနဲ့80အရင်နဲ့ကြိုက်တယ် ဒါဆိုရင် high pass လေးလောက်နဲ့ဒါတို့ဟာလေးထုံးမယ် ဒီလူပြိုပြီးတော့လေအရင်ဟိုဖက်ညံနေနဲ့ကောင်းပြီးတော့ဆိုရင်အားနဲ့ အားကြောင့်ပေါ့နော် LED ကျွဲလို့ခေါ်တယ်ပေါ့နော်တော့ပါလို့ဆိုတော့အလားပါအတွက်ဆိုလို့ရှိရင်ဒါအရင်ဆုံးလေးတက်တာလေလူပြိုလေLED မိုင်းအတွက်ကိုထားရင်ကောင်းတယ်ပေါ့နော်ဒီကျမရဲ့အတွက်ဆိုလို့ရှိရင်ခါတယ်တော့မញ្ញလေးကောင်းတယ်ဒီခဏကိုလည်းဒါ fresh ဖြစ်စေရပေါ့ပါစေဟိုပြောတော့မှကတော့ဒီပြောရဲပေါ့နော်ဒီပြောရဲမှာတော့အားဖြစ်တာလည်းဆက်ဆံဖြစ်တာပေါ့ ပြည့်စက်စားသွင်းပြီးဆိုရင်တစ်ဖက်ကိုဘယ်နှချိန်လောက်တွင်ရ ကျွန်တော်ကတော့ဒါပေါ့နော်တစ်ပတ်ကိုတစ်ချိန်ပေါ့တစ်ပတ်တစ်ချိန်နဲ့5ချိန်ရနေဒါ10ချိန်လောက်တွင်တွင်လိုက်ပေါ့ဒီနောက်ပိုင်းကြာလို့ရှိရင်ဒါ maintenance လေးဒါဆက်ပြီးတွင်ပြီးပေါ့ ငါကအခါ6လလောက်လို့ပဲပြစီကျူသမားတွေကိုတွင်းလို့ရတယ် ရတယ်ကျွန်တော်တော့ပါ လင်းလင်းရဲ့ညီမလင်းလင်းဆိုတော့ဒီစီရောအရာကောင်း ဆိုရင်ဒါ high pass လုပ်နေရပေါ့နော် တရားအိမ်ကောင်း high pass လုပ်တဲ့အခါကျဘယ်လိုတက်တာရှိပြီးတော့ညင်ညောင်းနေလို့ဆိုတော့အိတ်ပြော relax အောင်ဖြစ်နေတယ်နော် ဒါချင်းလေးတော့ဆရာ နောက်ကျန်နေတယ်ဆိုတော့2မိနစ်ပဲချန်တော့တယ်သူကလောက်ရတော့မိနစ်20လောက်ရပါဘောနော်မိနစ်10လောက်ရအဲ့ချင်းလေးကကြတော့ high fast ပေါ့နွေလေးကကြတော့သူက RF ပေါ့သူ RF ရဲ့ဒီ high fast ဆိုတဲ့ဒီနည်းပညာနှစ်ခုပေါင်းထားတဲ့ဟာပေါ့အဲ့ဒါမှတော့တလဲစီတော့လုပ်သွား high fast ကတော့မျက်နှာရဲ့ကြွတာကိုသူဆွဲပြီးတော့မှတင်းတာလေ RF ကကြခုနပြောသလိုနွေလေးနဲ့အသားကြီးကြည့်အောင်ကောင်းလုပ်ပါပေါ့နော်နောက်ခဏနေကြာလို့ရှိရင်လုံးမဲ့အိမ်စီအောင်ကကြတော့လေ RF ပါတယ်ပြင်ခါကြတော့ကျွန်တော်ဒီ high food လုပ်တယ်လို့ဆိုတာ ultrasound နဲ့အဲ့လိုမျိုးအားလေးပါတယ်အဲ့နှစ်ခုပေါင်းပြီးတော့မှလုပ်တာ ငန်းလာတော့မှာပေါ့နော် ကြည်တင်းပြောင်း ချီတင်းပြောင်းဂလိုး တင်းပြောင်းဂလိုးကျေးဇူးတင်ပါတယ် ဟုတ်တော့ပါပြီးတော့လင်းလက်နေအောင် ဒေါက်တာအေးအစွမ်းနဲ့မိတ်ကပ်လေးတွေကလင်းလက်ပြီးလှနေကျေးဇူးပါလားဆရာ ဟုတ်ကျေးဇူးပါဒါလည်းလူအားရှိလို့ရှိရင်လင်းရဲ့အလှအတွက်ဆိုလို့ရှိရင်ဒေါက်တာရအစင်တင်ပါ လင်းအလှအတွက်မဟုတ်ပါဘူးလူတိုင်းအလှအတွက်ဒေါက်တာအေးကအသင်ရှိနေပါတယ်